Abadrore, Chicken Leza, Tamputaya Baro, Piamura Pidulutuni, Lumioso, Viva Pidumia, Mingla Pound Episombi, Bibia Kingwe Basijao, Shiuswa, no Concetalubare. Genogaro, Piamura Tamro, Nangayi Usankom Diota, Town Tare, Home Hantam Pibare. Digni, Genoni, Miba Pidugo, Georgia, you check on Cheshibare. Nobatiga, Piamura Tamdo, Tenekan Tabu, Nangayi Gonsamu Pime, Nangayi Usankom di Presia Chen Jangine, Nobaniga, Piamuralong, Silon Yuye, Nabatonga, Sianashini, a consent Takebi, Anagama, Simande, Padavi Chepu, Federal Democracy, Iransu, the Sayo Webchipare. And how the said Kunima, me online Seosua, Yulutuye, we got the milk cantayare, Tutu Puslerico, a thing Arma Pansibi, Diame, Anatin Kebare. Diana Demugo, Yulutu Dialonga, Lem Kame, Santin Kakwe Kedalu, General Piambira Yulutu Jihale, Gile Tangane, Nupia Bamjan, the Kene, Santin Sanabia, the Bayma Kechavare. Dilene me Pidulutu Jigo, Seosuga, Sinza Sincheton dia Kimeswa, Jampe Tapiamujan, Yaya Lene Secandi, the Nichenti, Dolan Tapo Winia Chipare. Lenene Pinade Siana Shingo, Lene Second Dolan Chinga, the Yare Tape, Niare Tape Chipare. General Yamuda Pidulutu Hale, Tenekan Dona Yitwema, O in Piesiumga, Tekanda, Pisabi, Tape Winia Chipare. Dilo Tape Niyama, the Guelibia, Plan Jesua, Taiwan Winnie Mesa, Piam Yuda, Idulutuko, Gozapure, the Kudiro, Tenekan Tamdo Popoya, Digni, Dona Yiga Pire, Piamura, Tamundia Lepchipare. Daja, Natana Sali Kuni, Autobala Nasequyanima, Pian Jenny, Pianlenekan Tarico Susibiro, Piamura Tamdogo, Quesia Lepchipare. Lenekan Tare, Tamdoha, Nangaye Twico, Nangaye Gonsamu machine, Lenekan Tare. လူအုပ်စုကြီးနဲ့ခြားမှာမဟုတ်ပါဘူး။ဒါကြောင့်ရတလူထုကိုယ်စားလှယ်များဖြင့်ဦးဆောင်တဲ့နိုင်ငံရေးဦးဆောင်ကော်မတီကိုဖွဲ့စည်းရတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နိုင်ငံရေးဦးဆောင်ကော်မတီကနိုင်ငံရေးအရခေါင်းဆောင်မှုပေးပြီးတော့ရမမျိုးတပ်မတော်ကိုနိုင်ငံရေးရတော်၎င်းတော်ရန်ရေးရတော်၎င်းတတိဆောက်ရေးကိုဆွမ်းဆွမ်းတမန်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။စစ်တပ်ဟာအရတားနိုင်ငံရေးခေါင်းဆောင်မှုအောက်မှာရှိရေးဟာအနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမှာရှိရမယ်ဂုဏ်အင်္ဂါရပဲဖြစ်ပါတယ်ကျွန်တော်တို့ဗျာမျိုးတာတပ်မတော်ကိုအဲ့ဒီလိုပုံစံနဲ့တိဆောက်သွားမှာဖြစ်တဲ့အကြောင်းမိဘပြည်သူလူထုကြီးကိုအသိပေးအပ်ပါတယ်ဒုတိယချက်အနေနဲ့ဗျာမျိုးသားတွေဟာသမိုင်းကိုပြန်ကြည့်ရင်ဒေထရစ်နဲ့နယ်ချက်စနစ်ဖက်စစ်စနစ်ဆရာနာရှင်စနစ်နဲ့လူမျိုးကြီးဝါဒီစတဲ့ခေတ်ဆိုစနစ်ဆိုအာနာရှင်အောက်မှာနေခဲ့ရတာပဲဖြစ်ပါတယ်စနစ်အမိတွေဘယ်လိုပဲပြောင်းပြောင်းကျွန်တော်တို့ဗျာမျိုးသားလူထုတရားလုံးဟာဖိနှိပ်ခံဘဝကနေရှိနေစေပဲဖြစ်ပါတယ်။ဒါကြောင့်ဗျာမျိုးသားသူတရားလုံးလူပြောင်းရေးဟာဗျာမျိုးသားတို့ကိုယ်တိုင်တိုက်ပွဲဝင်ပဲမရနိုင်ပါဘူး။ဒါကြောင့်ဗျာမျိုးသားလူမျိုးရေးတိုက်ပွဲမှာဗျာမျိုးသားလုံးစီလုံးညီညွတ်ရေးဟာလည်းသူ့ရေးကြီးလာပါတယ်။ဗျာမျိုးသားလုံးစီလုံးညီညွတ်ဖို့ဆိုရင်ပိုင်းခြားခံထားရတဲ့နယ်လေးနယ်ကိုဗျာဟူသောအမည်နာမတစ်ခုအောက်မှာစုစည်းရမှာပအခြားနည်းလမ်းမရှိပါဘူး။ဒါကြောင့်ပိုင်းခြားခံထားရတဲ့ဒီနယ်လေးနယ်မှာပြန်ကျဲနေတဲ့ကြံလဲနဲ့ကန်တွေကိုစုစည်းပြီးတော့ခုတီတော့ကြံမီတာနာမည်နာမအောက်မှာဆီယနာရှင်စနစ်ကိုရေကုန်ရေခမ်းတိုက်ပွဲဝင်သွားရမှာဖြစ်ပါတယ်ဆီယနာရှင်စနစ်အောက်မှာကြံမီတာစီလုံးကြီးတွေကိုမတိဆောက်နိုင်ခဲ့ရင်အမျိုးသားလူမျိုးရေးဟာလည်းအိမ်မက်တစ်ခုသာဖြစ်ပါလိမ့်မယ်နောက်ဆုံးချက်အနေနဲ့ပြောချင်တာကတော့အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးကိစ္စပဲဖြစ်ပါတယ်ဆီယနာရှင်စနစ်အောက်မှာဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်လို့မရနိုင်ဘူးဆိုတော့ကျွန်တော်တို့အားလုံးသိပြီးသားဖြစ်ပါတယ်။ဒါကြောင့်ဆီယနာရှင်စနစ်ကိုတိုက်ဖြတ်ဖို့ဆိုရင်ကျွန်တော်တို့ဗျာမျိုးသားနဲ့လည်းလုံနိုင်မှာမဟုတ်သလိုတနိုင်ငံလုံးမလို့မြောက်ပဲဗျာမျိုးသားညာလည်းလူမြောက်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်တနိုင်ငံလုံးလူမြောက်ရေးဟာဗျာမျိုးသားတပ်မတော်ရဲ့နိုင်ငံရေးယုံကြည်ချက်ပဲဖြစ်ပါတယ်။ပြည်တော်စုရေးဒီဗျာရေးဖြစ်တယ်လို့ဗျာရေးဒီလည်းပြည်တော်စုရေးပဲဖြစ်ပါတယ်။ဒါကြောင့်လူမျိုးစုံလူထုကြီးနဲ့အတူလက်တွဲကဆီယနာရှင်စနစ်ကိုတိုက်ဖြတ်ပြီးပါတီကိုအခြေပြုတဲ့ပြည်နယ်တိများနဲ့အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်သွားရမှာဖြစ်ပါတယ်။မိကွန်ချုပ်အနေနဲ့ဗျာမျိုးသားတပ်မတော်ရဲ့နိုင်ငံရေးဥဆောင်ကော်မတီဟာ
Sianashins ni type ye dwe, type boy winnie jare, midi, Donna ye in Yasukumso, Lumio, Bada, Atayam, Lane Quechamu Shibe, a two letter type boy with Dama Pibare. Sianashins ni type ye, dignity, Kit Manga P. Alare, the my beta on Pidet dwe, General Rugu, Union Chichine, letter Puyan dwe, Niba Pidu letter do, General Anabajan, your Jalubare. Dear my beloved people, since the military coup in 2021, our nation has endured untold suffering. We have seen our home burned down, our community destroyed, and our lives sacrificed. We have paid a heavy price with our bodies and blood. This is not just a crisis, it's a national tragedy. During this time of war and hardship, our people have shown huge courage and resilience. Yet, for too long, our armed resistance have been scattered and uncoordinated. We have fought bravely but separately. That is why we stand here today to mark a turning point in our history. On October 29, 2024, in an act of historic unity, the Kayan armed groups came together and established a single unified force called Kayan National Army. This is not just a military force. It is a symbol of hope, strength, and determination of all Kayan people. But we know that an armed force without vision or leadership is no more than an armed mob. To ensure that our struggle has direction, purpose, and legitimacy, we have found the political leadership committee made up of representatives from the civilian population. This committee will provide political guidance and strategy direction to the Kayan National Army, ensure that our causes is rooted in the will and voice of our people. We are not just fighting with weapons. We are fighting with conviction, with unity, with a vision of freedom and dignity of all Kayan people. Today, we respectfully call upon every Kayan man and woman, every young person, every elder, stand with us, trust in our leadership, support this movement. Everyone, let's fight together and take this national responsibility into our own hands for the future of our people and generation to come. Baba Sumame Hopagama. Thank you.